ဒီတခင်ကတော့တူခွေးလေးကသူ့ကိုတကယ်ချစ်ရလားဆိုတာစမ်းသပ်ချင်တာနဲ့တကယ်ချင်းဖြစ်သူတွေကိုလူစိုးအဖြစ်ဟန်ဆောင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ခွေးလေးကတော့အေးဆေးပဲအစာစားနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကဒါဇလန်းစင်တာတယ်ဆိုတာကိုရိပ်မိနေလို့ပါ။ဒါကိုတခင်ဖြစ်သူကခွေးလေးကသူ့ကိုမချစ်ဘူးလို့ထင်လွဲတော့ပြီးအိမ်မောနေနှင်ချလိုက်ပါတယ်။အဲ့ဒီမှာခွေးလေးလည်းအရန်ကိုဝမ်းနေတော့ပြီးလမ်းမပေါ်မှာငိုကြွေးနေခဲ့ပါတယ်။ထိုချိန်မှာပဲကားတစ်စီးကမြို့သမီးတယောက်စီလိမ့်လာတာကိုမြင်လိုက်ရပါတယ်။ခွေးလေးကချက်ချင်းပဲအဲ့ဒီမြို့သမီးကိုကဲဖို့ကြိုးစားခဲ့ပေမဲ့မြို့သမီးကတော့သူ့ကိုတွန်းထုတ်ပြီးစူပူချိန်မောင်းခဲ့ပါတယ်။ကားကတော့အချိန်မတည်သေးပါဘူး။ဒါနဲ့ခွေးလေးကချက်ချင်းထရက်ပြီးကြောက်ခက်တလုံးကိုတွားယူချကကားပိန်းအောင်မှာခုပြီးတားလိုက်ပါတယ်။ခဏကြာကားနမပြန်လာတဲ့ခါမှာတော့ကျေးဇူးတင်ရမယ်စားလမ်းမိတ်တယ်ဆိုပြီးခွေးလေးကိုမောင်းထုတ်ပြန်ပါတယ်။ခွေးလေးခင်ဗျာကောင်းတာလို့ပြီးဘာကြောင့်ကောင်းကျိုးမရတာလဲဆိုတာနားမလည်နိုင်ရှာပါဘူး။မကြခင်မှာပဲခွေးလေးကမြေအောက်ကနေထူးဆန်းတဲ့တန်တွေကြားလိုက်ရပါတယ်။ဒါနဲ့အိမ်အောင်မြန်ပြေးတော့ပြီးအိပ်ပျော်နေတဲ့တခင်မကိုတွားနှိုးပါတယ်။ဒါပေမဲ့တခင်မကအနှုတ်ခံရလို့စိတ်တူသွားပါတယ်။ခွေးလေးကတော့ရှင်းပြပွဲချင်းမရှိတော့တာမို့ခီးဆောင်အိတ်ကိုဆွဲထုတ်ပြီးတခင်မကိုအပြင်ထွက်ဖို့အတင်းခေါ်ပါတယ်။အဲ့ဒီချိန်မှာပဲတိန်လုံးကတုံခါလာပြီးငလင်ကြီးလှုပ်ပါတယ်။အင်ရှင်မလည်းခွေးလေးနဲ့အတူအပြင်ကိုပြေးထွက်ခဲ့ရပါတယ်။ဒါပေမဲ့လေကားပေါ်အဆင့်မှာတော့တခင်ဖြစ်သူကချော်လဲသွားခဲ့ပါတယ်။ဒီချိန်မှာတော့တခင်ကခွေးလေးကိုအန်တယ်ဖြစ်မှာစိုးရင်တော့ကြောင့်အပြင်ကိုတွန်းထုတ်လိုက်ပါတယ်။သူကိုယ်တိုင်ကတော့အင်းရဲ့လူချက်ပစ္စည်းမှုတွေကြောင့်မပိတ်မိကြံနေခဲ့ပါတယ်။ဒါပေမဲ့ခွေးလေးကတော့သူ့တခင်ကိုဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။သူကအုတ်ခဲနေကြမှာတခင်ကိုတွေ့အောင်အပက်တက်ကိုတူးဆွပြီးရှာဖွေခဲ့ပါတယ်။နောက်ဆုံးတခင်ကိုတွေ့တဲ့ချိန်မှာတော့တခင်မကရင်ငယ်လုံးလိုအားရင်တွေကုန်ခန်းနေပါပြီ။ဒါနဲ့ခွေးလေးကချက်ချက်မဲ့ရည်တွေယူလာပြီးတခင်မကိုအပြန်ပြေးလာအောင်ကူညီပေးခဲ့ပါတယ်။တခင်ဖြစ်သူမျက်လုံးပွင့်လာတဲ့အခါမှာတော့သူ့အပေါ်မှာအလင်းနဲ့တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမှာတူခွေးလေးကသူ့ကိုတဖွားမှမခေါ်ပဲစောင့်ရှောက်ပေးနေတယ်ဆိုတာသိလိုက်ရပါတယ်။မကြခင်မှာပဲခွေးလေးကမိတက်သမားတွေကိုရှာတွေ့ခဲ့ပြီးတခင်ဖြစ်သူကိုအောင်မြင်မြင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုလိမ်မာပြီးတိတက်တဲ့ခွေးလေးကိုချစ်တယ်ဆိုလို့ရှိရင်ကွန်မန့်မှာအတင်းလေးတွေရေးပေးတော့လို့ရပါတယ်။